အားလုံးပဲခရစ်တော်နာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်သပါတယ်ဒီနေ့မှလည်းကျွန်တော်အနေနဲ့ယုံကြည်သူညီကောင်မောင်မတွေကိုနီးငယ်ရှင်းလင်းလုပ်ချင်ပါတယ်ကျွန်တော်ယုံကြည်သူအသက်တာမှာဆရာများတယ်လို့ဒီဆရာကဟိုလို့အကြောင်းပုခရှုချဆဲဆုံးဟိုဆရာကလည်းပဲဒီဆရာကိုဟိုရှုချပြောဆုံးအမျိုးမျိုးဆဲဆိုပုခရှုချနဲ့အမျိုးမျိုးပြောတဲ့ဟာကိုတွေ့ရတဲ့အခါမှာကျွန်တော်တို့အမှန်ဆက်မကောင်းဖြစ်ရပါတယ်တခြားဘာသာဝင်တွေတခြားဘာသာဒီမှာဒီလိုပြောတာတွေသိမရှိပါရှေ့လည်းပဲနည်းနည်းပါးပါးပဲမြင်တွေ့ရမှာဖြစ်ပါတယ်ဒါပေမဲ့ခရိယာမှာတော့အများအပြည့်မြင်တွေ့ရတာဖြစ်တယ်ဒါကြောင့်မို့ဒါကကျွန်တော်တို့အမှန်ဆင်ခြင်စရာအကြောင်းဖြစ်ပါတယ်ကိုပြောနေတဲ့ကိုဆဲဆိုနေတဲ့ဆရာဟာဖယားသခင်တကယ်အသုံးပြုနေတဲ့သူဆိုရင်တော့ကျွန်တော်တို့တတိထားစရာအကြောင်းရှိပါတယ်နော်ချစ်တော်မိတ်ဆွေများကိုနဲ့ရဲ့စိတ်တိုင်းမှာဆဲဆိုနေတယ်သူကဘာမှမပြောဘူးဆိုရင်သူကအယူမဟုတ်ဘူးဖယားလို့ဖြစ်နေလို့ပဲဆိုတာကိုကျွန်တော်တို့တတိရရအောင်ချစ်တော်မိတ်ဆွေများဒါကြောင့်မို့ကဘာမှာကြောက်ရမယ့်အရာတစ်ခုကဘာလဲဆိုရင်ဇာတာမာနတခုသမျှတွေမဟုတ်ဘူးနော်တကယ်စိတ်မှလည်းကြောက်ရမယ့်အရာကဖယားသခင်ဖြစ်တယ်နံပါတ်2ဖယားလူဖြစ်ပါတယ်ဘာကြောင့်လဲဆိုရင်ဖယားလူရဲ့နောက်ွယ်မှာစင်ရင်မဲ့သူဖယားသခင်ရှိနေတယ်ဆိုတာကိုကျွန်တော်တို့အောက်မဲ့တတိယရအောင်ဒါကြောင့်မို့ဟိုလိုမကောင်းကြောင်းပြောနေတာဒီဆရာမကောင်းကြောင်းပြောနေတာတဲ့ကျွန်တော်တို့အသက်တာဖယားသခင်နဲ့တက်တဲ့အသက်တာဘယ်လိုအသက်ရှင်မလဲနေရာစိတ်တိုင်းမှာကျွန်တော်တို့အသက်ရှင်သွားလာတဲ့အခါမှာကျွန်တော်တို့အသက်တာအဖြစ်ဖယားသခင်ဘုန်းတော်ထင်ရှားဖို့ရတဲ့တာ၍အရေးကြီးပါတယ်ခြေတော်ညီကောင်မတို့ဒါကြောင့်မို့တကယ်လို့များတိတ်ဟာနေရာစိတ်တိုင်းမှာဖယားသခင်ရဲ့ဘုန်းတော်ထင်ရှားတဲ့အသက်တာထဲမှာတင်အသက်ရှင်ရှောက်လာနေမယ်ဆိုရင်တိတ်ဟာလူရှိမှလည်းမင်္ဂလာရှိတော်သူဖြစ်မှာဖြစ်တယ်ဖယားရှိမှလည်းမင်္ဂလာရှိတော်သူဖြစ်မှာဖြစ်တယ်တင်ဟာလူရှိဖယားရှိမှမျက်နှာသာရတော်သူဖြစ်မှာဖြစ်တယ်ကောင်းကြီးခံစားရမယ့်သူဖြစ်တယ်ဆိုတာကိုဒီနေ့အနေငယ်ကျွန်တော်အနေနဲ့ဆင်ခြင်ရတဲ့အရာကိုရှင်းလင်းလုပ်ချင်တာဖြစ်ပါတယ်ကြားနာသူတယောက်ချင်းစတဲ့ပုံမှာဘုရားခင်အထူးကောင်းကြီးမင်္ဂလာတက်ရောက်ပါစေ